counseling session မှာ client က intake form ဖြည့်ရတာတွေရှိပါတယ်ကိုယ့်ရဲ့ counseling session ကိုထိထိရောက်ရောက်သွားနိုင်ဖို့အတွက်ကိုဆွေးနွေးချင်တဲ့အကြောင်းအရာကိုကြိုပြီးတော့စဉ်းစားထားလို့ရပါတယ်တခါလေကြားလို့ရှိရင်ဘယ်ကနေပြောရမှမသိဘူးဆိုရင်တောင်မှလည်းကိုယ့်ရဲ့စိတ်ခံစားချက်ကနေစပြီးတော့ပြောပြလို့ရပါတယ်counseling session က safe space ဖြစ်တဲ့အတွက် client အနေနဲ့ကိုပြောချင်တဲ့အကြောင်းအရာကိုပွပွလင်းလင်းပြောစေချင်ပါတယ်ဒီလိုပွပွလင်းလင်းပြောတာကကိုယ့်ရဲ့ process အတွက်အထောက်အကူဖြစ်စေပါတယ်ကိုကအကုန်လုံးပြောပြဖို့မဟုတ်ပါဘူးအဆင်ပြေတဲ့လောက်ပဲကိုတက်တောင့်တက်တာနဲ့ပြောဆိုလို့ရတဲ့အကြောင်းအရာကိုပဲမျှဝေလို့အဆင်ပြေပါတယ်ပြီးရင်ဒီလို session အတွင်းမှာကိုယ့်အတွက်တက်တောင့်တက်တာမဖြစ်ဘူးတခုခုခံစားနေရတယ်ဆိုတော့ counselor ကိုပွပွလင်းလင်းပြောပြဖို့ကိုမလေးပါနဲ့counseling ဟာ counselor တဦးထဲကနေအရှိကနေဦးဆောင်ပြီးတော့ client အစား decision maker လောက်တာမျိုးမဟုတ်ပဲ fix လောက်တာမျိုးမဟုတ်ပဲနဲ့ client နဲ့တူတူလိုချင်တဲ့ခရီးလမ်းကိုရောက်ဖို့အတွက်ရှင်းမဆန်ဆန်လေးနဲ့တွားရတဲ့ process တစ်ခုဖြစ်ပါတယ်။ဒါကြောင့် counselor တဦးရဲ့ role က non judgmental နဲ့ safe space ဖန်တီးပေးမယ် active listening နဲ့နားထောင်ပေးမယ်ပြီးတော့ဒီကိုယ့်ရဲ့ client ရဲ့ feeling thoughts and pattern တွေကိုစနစ်တကျ explore လုပ်ပေးမယ်client နဲ့တင်တော်တဲ့ tools and method တွေအသုံးပြုပြီး self reflection အတွက် guide and support လုပ်ပေးမှာဖြစ်ပါတယ်။ client ကတော့ကိုယ့်ရဲ့ခံစားချက်ကိုပွပွလင်းလင်းပြောပေးဖို့ပြီးတော့ session တွေတိုင်းမှာလည်းတက်တက်ကြွကြွနဲ့ပါဝင်ပေးဖို့ကိုလိုချင်တဲ့ကိုယ်တွေကိုတစ်စိုက်မမတ်သွားနိုင်ဖို့အတွက်စိတ်ရှည်လက်ရှည်နဲ့စူးစမ်းပေးဖို့လည်းလိုအပ်ပါတယ်။